မင်္ဂလာပါမျိုးတို့ရေဒီနေ့တောက်ကြနေ့နေကုန်ကဲပေါက်ပတ်တီးလေးပေါ့နော်ဒီပတ်တီးလေးကိုပြောပြချင်တာဒီမူမှာမနက်9-6မနက်ပိုင်းပေါ့ထိုင်းနှက်ခတ်9-6အောက်ကညီကို9-4ပေါ့9-6 9-4ကိုဘလို့ကြမူမှာပေါ့3ချိန်အတွင်းမှာသူကခွန်ပတ်တီးတော့ဒီနေ့နေကုန်ပေါ့ဒီနေ့နေကုန်မှာခွန်ပတ်တီးရှိမယ်ပြီးသွားလို့ရှိရင်ဒီဘက်ကနေကုန်မှာ16 break ရမယ်နေကုန်ချောင်းဝင်ပေါ့16 break ဆိုတော့ခွန်ပိုင်းနဲ့16 break ကိုကတ်မယ်ဆိုခွန်4ခွန်9ပေါ့အရန်တော့ခွန်6 main 3ခွက်ဖြစ်သွားမှာပေါ့ခွန်4 main ရောခွန်9နဲ့ခွန်6ကအရန်ဒီ3ခွက်ရမယ်တော့ဒီပြီးရင်ဒီ4-9ချိန်16 break အထောက်4-9ချိန်အထောက်မှုတစ်ခုကိုလည်းဒီဘက်မှာပြမယ်ဒီဘက်မှာကြည့်ဟိုဒီမူဒါတော့အတွင်းဆောင်ဖူကနောင်6အတဲ့ပေါ့အတွင်းဆောင်ဖူကနောင်6အတဲ့ဖြစ်စေရဒါ2012ကနေပြီးတော့2026ထိကိုစုပေါင်းဒီဖြစ်စဉ်အပါမှာ5ခုပဲရှိတယ်5ခုမှာပထမဦးဆုံးအပင်ကိုကြည့်လိုက်အမှာ6ဖူကနောင်ရဲ့စန့်ကျင်ဘက်ထိတ်3လုံးဖူကနောင်ပေါင်းခြင်းပထမဦးဆုံးအပင်မှာထိတ်2ဆို2ထိတ်ဒီမှာ3ခွန်တော့3ထိတ်ဒီဘက်က40ဆိုတော့4ထိတ်အမှာ2 3 4ပေါင်းလိုက်2 3 4ပေါင်းခြင်း2 3 4ပေါင်းရင်9အဲ့တော့9 4ချင်းမှာဒီနေ့တောက်ကြနေတနည်းအတွက်ပဲဒီအချင်းကိုယူတာနော်ဒါဆိုလို့ရှိရင်ပထမပင်မှာ4-9ချင်းဒုတိယပင်မှာဒီမှာ1ကဲ9ရဲ့ဒီဘက်က1ကဲပေါင်းတော့ခွန်2ခွန်ချင်းဒီမှာချက်ချင်းပြီးရင်နောက်တစ်ပင်မှာ6ကဲ4ရဲ့2ကဲကိုပေါင်းလို့ရှိရင်2ခွန်ချင်းချက်ချင်းအဲ့ဒီစတုဒ္ဓပင်မှာကျတော့9ရဲ့9ရဲ့8ကဲကိုပေါင်းတော့2ခွန်ချင်းချက်ချင်းအဲ့တော့အခုပင်မှာဆိုလို့ရှိရင်2ကဲ9ရဲ့ပေါင်းတော့4-9ချင်းချက်ချင်းအဲ့တော့ဒီက4-9ချင်းချက်ချင်းရဲ့ဒီဘက်ကဒီမူမှာကခွန်ပိုင်း3ချိန်အတွင်းမနေ့ညနေပြီးသွားပြီဆိုတော့ဒီနေ့2ချိန်ကြံမယ်အဲ့တော့ဒီခွန်ပိုင်းချက်ချင်းရဲ့ပြီးရင်ဒီမူမှာပဲဒီမှာတစ် break ဒါမဲ့တစ် break တီးတအောင်မယူတော့ကျွန်တော်တို့ကတစ် break ကို main ယူပြီးတော့6 break ကိုရမယ်အဲ့တော့ခွန်4ဟိုဘက်က4-9ချင်းယူလိုက်ခြင်းခွန်4ခွန်9အဲ့တော့ခွန်4ကို main 6 break ရန်တော့ခွန်9နဲ့ကျွန်တော်နောက်တစ်ခွက်ပေါ့ခွန်6ကိုအရန်ခွန်4 main ခွန်9ခွန်6ကအရန်အဲ့မှာတော့ခွန်ပိုင်းအထောက်ကကျွန်တော်တို့အရင်ကျွန်တော်မူအဟောင်းတွေရှိတယ်အလဲပေါင်းခြင်းတုံညာမပါတော့10ပြည့်ဖြစ်ပေါ့ Telegram လူတွေကတော့သိတယ်ဒီ YouTube ကလူတွေကတော့သိမှာမဟုတ်သေးဘူးဒီမူအလဲပေါင်းခြင်းတုံညာမပါတော့10ပြည့်ပေါ့မနေ့ကဆိုရင်9-4-6-3ထွက်တယ်အဲ့တော့အလဲပေါင်းခြင်းတုံညာမပါတော့10ဖြစ်လို့10 break ထွက်လို့ရှိရင်ပေါ့ခွန်ပိုင်း2ရက်ပေါ့ခွန်ပိုင်း2ရက်ဆိုတော့အဲ့မှာခွန်ပိုင်းအထောက်တစ်ခုပေါ့အထောက်မူတစ်ခုပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ20လို့ဒဲထွက်ရင်ခွန်ဆောင်ကတ်နော်20လို့ဒဲထွက်ရင်ခွန်ဆောင်ကတ်3-2လို့ဒဲထွက်လို့ရှိရင်ခွန်မကတ်အဲ့ဒါတွေက3ရက်အတွင်းဆိုတော့ကျွန်တော်ဒီခွန်လေးမင်းကတော်တော်လေးတော့ကောင်းနေပြီးတာမပြီးတာတော့သူတို့ကံပေါ့ဗျာဒီနေ့တောက်ကြနေတနေ့ပဲတောက်ကြနေတရက်ပဲကြံတော့တာဖြစ်တဲ့အတွက်ထိမ့်လေးနဲ့ကစားကြပေါ့ကျွန်တော်အကြိုက်ဆုံး main တစ်ခွက်ကတော့ခွန်4ပေါ့ခွန်6နဲ့ခွန်9နဲ့ကိုရန်အဲ့တော့တနေ့တာကံကောင်းကြပါစေနောက်ဆုံးအချိန်တောက်ကြနေကဲပေါက်ဖြစ်ကြပါစေနော်